အားလုံးပဲမင်္ဂလာပါဟောလီဝုဒ်ရုပ်ရှင်လောကအသက်ဆန်းနေပျောက်ဆုံးနေချိန်မှာအာရှရုပ်ရှင်လောကအထူးသဖြင့်တောင်ကိုရီးယားကတော့လူသားတွေရဲ့ရုပ်ရှင်နဲ့ဘဝပုံရိပ်တွေကိုအမှုပညာမြောက်အောင်တင်ဆက်ပြသတဲ့နေရာမှာထိတ်ဆုံးကရှိနေသေးပါဒီနေ့ကျွန်တော်တို့ပြောပြသွားမယ်ပတ်ပိန်းဆိုတဲ့ဇာတ်ကားအချက်ဆုံးရှုံးမှုနဲ့ကုစားမှုတွေအကြောင်းကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့ရင်ထဲရအောင်ရိုက်ပြထားတဲ့ဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်လူလောကကြီးထဲမှာလမ်းပြောင်းနေတဲ့လူ၃ယောက်ရဲ့စုံစည်းမှုအကြောင်းကိုပဲအသေးစိတ်ကြည့်လိုက်ရအောင်ဗျာဒီဇာတ်ကားမှာအဓိကဇက်ကောင်၃ကောင်ရှိပါတယ်လီဂျောင်းတို့သူကကုန်းတိုင်းတစ်ခုမှာအလုပ်လုပ်တဲ့အေးစစ်စစ်နေတတ်တဲ့သူဒါပေမဲ့သူ့ရဲ့ရင်ထဲမှာတော့ဖခင်ဖြစ်သူနဲ့ပတ်သက်တဲ့နာကျင်စရာဒဏ်ရာတွေကိုဖုံးဖိထားသူတယောက်ဖြစ်ပါတယ်မိချောင်းသူမကတော့ဂျောင်းတို့အလုပ်လုပ်တဲ့ကုန်းတိုင်းရဲ့မြေအောက်ထိုက်မှာအလုပ်လုပ်ရသူဖြစ်ပါတယ်အပေါ်ရက်ကတောက်ပတဲ့ကောင်မလေးတွေနဲ့မတူပဲသူမကကိုယ်တိုင်ဖန်တီးထားတဲ့မှောင်မိုက်တဲ့ဂူထဲမှာပိတ်မိနေသူတယောက်ဖြစ်ပါတယ်ရိုဟန်ကတော့ဆွဲဆောင်မှုရှိပြီးစကားပြောကောင်းသူပါသူကဂျောင်းတို့နဲ့မိချောင်းကြားမှာတရားတစ်ခုလိုဆက်သွယ်ပေးပါတယ်ဒါပေမဲ့အပြင်ပန်းမှာပျော်ပျော်နေတတ်ပေမဲ့သူ့ရဲ့နောက်ွယ်မှာလည်းခါးသီးတဲ့အထီးကျန်မှုတွေရှိနေပါတယ်ဒီကားမှာသဘောကျစရာကောင်းတာကပုံမှန်သုံးပွင့်ဆိုင်အချက်လမ်းကြောင်းကိုမသွားပဲသူတို့၃ယောက်ရဲ့ဘဝထဲကနာကျင်မှုတွေနဲ့ဒရာမာတွေကိုအဓိကဦးတည်ထားတာဖြစ်ပါတယ်ဇလန်းချင်းလေးကတော့မိချောင်းကငယ်စဉ်ကတည်းကရုပ်ရည်နဲ့ပတ်သက်ပြီးလှောင်ပြောင်ခံခဲ့ရတာကြောင့်လူတူကင်းဝေးတဲ့အမှောင်လူထဲမှာပဲနေရတာအသားကျနေတဲ့ကိုနိုင်ဝန်ထမ်းမလေးတယောက်ဖြစ်ပါတယ်တစ်ဖက်မှာလည်းလီဂျောင်းတို့ကတော့သူ့ရဲ့ချုံမောတဲ့ရုပ်ရည်သွင်းပြင်ကြောင့်တွားလျာနေရာတိုင်းမှာလူများရဲ့ဝိုင်းဝန်းချစ်ခင်ခြင်းကိုခံရသူဖြစ်ပေမဲ့ငယ်စဉ်ကအမေနဲ့သူ့ကိုဆုံးဖြတ်သွားတဲ့အဖေကြောင့်အချစ်ပေါ်ယုံကြည်မှုကင်းမဲ့နေသူတယောက်ဖြစ်ပါတယ်လီဂျောင်းတို့ကတစ်ချိန်ကအခါသမားဖြစ်ဖို့အိမ်မက်မက်ခဲ့ပေမဲ့ခါသီးရဲ့လောကရန်ချီနူတွေကြောင့်ကိုနိုင်ပါကင်မှာအချိန်ပိုင်းအလုပ်ဝင်လုပ်ရာကနေအားလုံးရဲ့ဖိုက်ချင်ခြင်းကိုခံခဲ့ရတဲ့မိချောင်းနဲ့တွေ့ဆုံပြီးမိချောင်းပေါ်စိတ်ဝင်စားမှုတွေဖြစ်လာပါတော့တယ်။ကုံလိုက်ကလှုပ်ဖို့ကိုင်းဘက်ဖြစ်တဲ့ရိုဟန်ရဲ့ဂျားဝင်ကွင်းရင်မှုတွေကြောင့် ground နဲ့မိချောင်းကြားမှာတန်ရောစင်တွေတစားကြီးထွားလာခဲ့ပေမဲ့မမျောလင့်ထားတဲ့အဖြစ်အပျက်တွေဇက်တိုက်ဖြစ်လာတာကြောင့်သူတို့ရဲ့ဆက်ဆံရေးမှာအကြောင်းစထင်လာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ကိုရီးယားရုပ်ရှင်တွေရဲ့ထူးခြားချက်က physical space ကိုသုံးပြီးလူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာကွာဟချက်ကိုပြသတာပါ။ကျွန်တော်တို့ Parasite မှာမြင်ခဲ့သလိုပဲလှေကားတွေကဆင်းရဲချမ်းသာကွာဟချက်ကိုပြသခဲ့ပါတယ်။ပပိန်းမှာတော့ကိုနိုင်ကြီးကိုသုံးထားပါတယ်။ခုံလိုက်ကြီးရဲ့အပေါ်ရက်ကတောက်ပါတယ်ဖွင့်လင်းတယ်လူချမ်းသာတွေရှိတယ်မြေအောက်ထက်ကမှောင်မိုက်တယ်ဖုံးကွယ်ထားတဲ့အပေကန်တွေရှိတယ်ဓာတ်လေကားတွေပွင့်လာလိုက်ပိတ်သွားလိုက်ဖြစ်နေတဲ့ရိုက်ချက်တွေကလူတွေရဲ့ဘဝအဆင့်တန်းနဲ့စိတ်ပိုင်းဆိုင်ရာအလှမ်းဝေးမှုကိုပါပါနက်နက်ကြီးပြသနေတာပါသူတစ်ပြည့်မိချောင်းနေထိုင်တဲ့မှောင်မိုက်တဲ့မြေအောက်ခန်းမြင်ကွင်းတွေကသူမကိုဝါမျိုးတော့မဲ့မှောင်မိုက်တဲ့ဂူတစ်ခုလိုရိုက်ပြထားတာတကယ်ကိုလေးစားစရာကောင်းပါတယ်ဇလန်တစ်လျှောက်လုံးမှာဇက်ကောင်တွေရဲ့ပြဿနာတွေဟာလုံးဝကြီးပြေးလည်သွားတာမျိုးမဟုတ်ပဲဝေဝါးနေတဲ့အခြေအနေမှာပဲရှိနေပါတယ်မိချောင်းရဲ့အနိုင်ကျင့်ခံရမှုတွေ ground နဲ့သူ့ဖေချားကပြဿနာတွေကဇလန်ကိုပို့ပြီးလက်တွေ့ဆန်စေပါတယ်ဒါပေမဲ့ဇတိန်ပိုင်းရောက်တဲ့အခါမှာတော့တင်လုံးဝမထင်မှတ်ထားတဲ့အလဲပြောင်း twist 2ခု3ခုလောက်ပါလာပါတယ်ဒါဘဝဆိုတာကိုထင်တယ်လို့ဖြစ်မလာတတ်ဘူးဆိုတာကိုသတိပေးလိုက်တာပါပဲတချို့အလဲပြောင်းတွေကနည်းနည်းလက်လွန်တယ်လို့ခန်းစားရပေမဲ့ဇလန်ရဲ့အနှစ်သာရဖြစ်တဲ့အတွက်မိုက်ပါတယ်တရုတ်ဆောင်ပိုင်းမှာကိုအားဆန်နဲ့မွန်ဆန်းမင်တို့ရဲ့ chemistry ကတကယ်ကိုတဘာဝကျပါတယ်ဖြည်းဖြည်းချင်းတိုးတက်လာတဲ့သူတို့ရဲ့ပတ်သက်မှုကိုကြည့်ရတာရင်ထဲအေးစေပါတယ်ဂျွန်ယိုဟန်ကလည်းသူ့ရဲ့ပျော်ပျော်နေတတ်တဲ့ဇက်ကောင်နောက်ွယ်ကအပြောင်းလဲတွေကိုပြပြပြတရုတ်ဆောင်နိုင်သွားပါတယ်အားနဲ့ချက်အနေငယ်ပြောရရင်တော့ဇလန်းရှင်ကိုထိမ့်ဖို့အတွက်ထဲသွင်းထားတဲ့လမ်းခွဲစကားပြောတဲ့အခန်းလိုမျိုးချို့အခန်းတွေကနည်းနည်းအားနည်းတယ်လို့ဖြစ်နေပါတယ်ဒါပေမဲ့ဒါသိငယ်တဲ့အားနည်းချက်သာဖြစ်ပါတယ်ခြုံကိုသုံးသပ်ရရင်ပပိန်းရကူစားလို့မရသေးတဲ့နာကျင်မှုတွေအနေခက်တဲ့နူးညံ့မှုတွေနဲ့အချစ်ကလူတယောက်ရဲ့အမြင်ကိုဘလို့ပြောင်းလဲစေလဲဆိုတာကိုရိုက်ပြထားတဲ့ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်ခါလေးမှာအချစ်ဆိုတာပျော်ရွှင်မှုတတ်တတ်ထက်ကိုယ့်ကိုပြန်မြင်အောင်ကြည့်တတ်ဖို့ကူညီပေးတာမျိုးလည်းဖြစ်နိုင်ပါတယ်ကိုရီးယားရုပ်ရှင်လောကကတော့ကျွန်တော်တို့ကိုနောက်ထပ်လက်ဆောင်ကောင်းတစ်ခုထပ်ပေးလိုက်ပြန်ပါပြီကဲမိတ်ဆွေတို့ရောဒီကားကိုကြည့်ပြီးပြီလားကြောင်တို့လိုမျိုးပဲကိုယ့်ရဲ့နာကျင်မှုကိုဖုံးပြီးထားဖို့လား comment မှာပြောသွားပေးကြပါဦးနောက်ထပ် review တွေကြည့်ဖို့ subscribe လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်